အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ classic authentic clothing shop ကနေပြီးတော့ကျဆိုလိုက်ပါရနော်ခုကတော့ကျွန်တော်ပြပြမှာကတော့ကျွန်တော်ဆိုင်မှာအသေးရောက်ထားတာပေါ့နော်ဒီ Tommy Hilfiger polo shirt ဖြစ်ပါတယ်ကျွန်တော်တို့စီမှာက2မျိုးရှိပါရနော်ဒီလို logo အသေးနဲ့လာတော့တစ်မျိုးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့စီမှာဒီလို logo ပါမယ်ပြီးလို့ရှိရင်ဒီမှာနော် design လည်းပါမယ်ဆိုတာဟာ2မျိုးရှိပါမယ်ဒါကတော့ဆိုလို့ရှိရင်2,400ပေါ့နော်ဒီမှာ logo အသေးဆိုလို့ရှိရင်3,900ဖြစ်ပါရနော်အပြင်ပေါက်စီကလည်းများပါရနော်လူတက်သိပါတယ်တော်မီစီကဘယ်လောက်ရှိလဲဆိုတာကကျွန်တော်တို့ authentic base တစ်ထည့်ကိုပေါ့နော်3,900နဲ့ပေါ့နော်ဒီ2,400ပေါ့နော်နှမျိုးရောင်းချပေးနေပါပြီကျွန်တော်တို့ဒီဆိုင်ကတော့ဒီရန်ကုန်မှာဖြစ်ပါတယ် Time City 3ပါမှာပါနော်အချိန်မျိုးရလာကြည့်လို့ရပါတယ် page ကနေပြီးတော့တက်ဆန်ပေါ့နော်မာရအားပေးလို့ရပါတယ်ကျွန်တော်တို့စီမှာပေါ့နော်ဒီdesign တွေပေါ့နော်အသေးရောက်တာထည့်ကလည်းရှိမယ်နော်ကျွန်တော်တို့မှာဒီdesign ပေါ့နော်ဒီလို logo အသေးပေါ့နော်ပြီးလို့ရှိရင် logo ဒီလိုပုံစံထည့်ကလည်းကျွန်တော်ပြပြလိုက်ပါမယ်နော်အခုကတော့ကျွန်တော်ဒီမှာနော် logo အသေးပထမပြပြလိုက်ပါမယ်ကျွန်တော်တို့စီမှာက small size medium size ပေါ့နော် large XL 2X size ထိရမှာနော်သူကတော့ဒီမှာနော်အခုပြပြတာကတော့ regular fit ပေါ့နော် regular ရှိမယ် slim ရှိမယ်ပြီးလို့ရှိရင်ဒီ classic fit ပေါ့နော်၃မျိုးရှိပါမယ်သူက medium size ပေါ့နော် medium size ပြပြလိုက်ပါတယ်ပြီးလို့ရှိရင်ဒီမှာနော်ဒါလည်း slim fit ပေါ့နော်ဒါလည်းဆိုလို့ရှိရင် slim fit ဒီမှာဆိုလို့ရှိရင် logo အသေးပေါ့နော်ဒီမှာကျွန်တော်အနေကလည်းပြပြလိုက်ပါတယ်ပြီးလို့ရှိရင်ဒီမှာဒါကတော့ linen blend တွေကတထည်ရပါမယ်နော်ဒါလည်း Tommy Hilfiger ဖြစ်ပါတယ်တထည်ရပါမယ်နော်သူကတော့ဒီ slim fit ပေါ့နော်ဒီခဲရောင်ကလည်း slim fit ဖြစ်ပါတယ် medium size တွေကပေါ့နော်ပြီးလို့ရှိရင်ဒါ last size ပေါ့နော်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင် XL လေးရပါမယ်နော် XL size ရှိပါပြီ XL size ဒီဒါလေး last size ဖြစ်ပါနော်သူကတော့ regular cutting ထည့်ကပေါ့နော်ဒီမှာ last size ဖြစ်ပါတယ်ဒီမှာနော်ပြီးလို့ရှိရင်ဒီမှာနော်ဒါဆိုလို့ရှိရင် XL size ပေါ့နော်ဒါဆိုလို့ရှိရင် XL size ဖြစ်ပါတယ်သူကတော့ဒီနားလေးပေါ့နော် classic fit ဖြစ်ပါတယ်နော် classic fit ဖြစ်ပါတယ် XL size လေးပါနော်ဒီရောင်တော့တော်တော်လှပါတယ်နော်ဒါကဆိုလို့ရှိရင် slim cutting ထည့်ကပေါ့နော်ဒီမှာဒါဆိုလို့ရှိရင် XL size ပေါ့နော် slim fit ဖြစ်ပါတယ်ဒါလည်းထည့်ရပါမယ်ပြီးလို့ရှိရင် 2XL size ပေါ့နော် 2XL size ထည့်ကဒီမှာနော် slim fit ပေါ့နော် slim cutting ဖြစ်ပါတယ်ဒါလည်းရပါမယ်ပြီးလို့ရှိရင်ဒီမှာ slim cutting ထည့်ကပေါ့နော်ဒီမှာချစ်စီရလဲနော်အယောင်ကတော့ဒါလေးရပါမယ်3,900ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်စိတ်မှာ3,900ပဲရှိပါတယ်အပြင်ပေါ်စီကတော့3သိန်းခွဲ4သိန်းဝန်းကျင်ရှိပါတယ်နော်ဒါဆိုလို့ရှိရင်ကတော့အပြော့ပေါ့နော်အပြော့ဆိုတာဒီမှာဘယ်လိုပြောမလဲဆိုတော့ဒီအသားကတော့အေးလေးပေါ့နော်အေးလေးဖြစ်ပြော့လေးဒါပေမဲ့ဝတ်တာနာပေါ့နော်ဝမ်းမသိဖြစ်ပါတယ်ဒါကတော့ 2X size ထည့်ရပါမယ်နော်ကျွန်တော်စိတ်မှာဒီမှာပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်လေရောင်လှတာပေါ့နော်ပိုစံပါတယ်ဒါလည်း 2X size တဲ့ classic ဖြစ်ရပါမယ်နော်ပြီးလို့ရှိရင်ကျွန်တော်စိတ်မှာ medium size ထည့်ကပေါ့နော်ဒါကတော့ဒီပါလေဒီ regular cutting ပေါ့နော် medium size ထည့်ကရပါမယ်ပြီးလို့ရှိရင်ဒီမှာနော် medium size ထည့်ကဆင်ဆွေရောင်ပေါ့နော်ဆင်ဆွေရောင်ပြီးလို့ရှိရင် medium size ထည့်ကဒါ slim fit ပေါ့နော် slim fit က medium size ပါဒါလေးဒီမှာဆိုလို့ရှိရင်အဖြူရောင်ထည့်ကပေါ့နော် small size ပေါ့နော်ဒါက regular cutting ထည့်ကရပါမယ်နော်ပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်လည်းကျွန်တော်စီမှာ slim fit ပေါ့နော်ဒါ extra small တစ်ထည့်ရပါမယ်နော် extra small ထည့်ရပါမယ်ဒါကတော့ medium cutting ပေါ့နော် medium size ပေါ့နော်ဒါကလည်း regular cutting ဖြစ်ပါတယ်ပြီးလို့ရှိရင်2,400ဆိုလို့ရှိရင်ဒါမျိုးပေါ့နော်ဒါဆိုလို့ရှိရင်လည်းနည်းနည်း premium ကျတာပေါ့နော်ဒီ original ထဲမှာတော့ပေါ့နော်နည်းနည်းအသားလည်းပိုကောင်းတာပေါ့နော်ပြီးလို့ရှိရင်ဒီ cutting design ကလည်းပို့ပြီးတော့မြင်ပါတယ်เนาะသူဆိုလို့ရှိရင် medium size ပေါ့เนาะ medium size သူကတော့ cotton linen ဆိုပြီးတော့ပါပါတယ်เนาะ cotton linen ပါပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်လည်းပေါ့เนาะ cotton linen ထည့်ကပေါ့เนาะဒါဆိုလို့ရှိရင် medium size ပေါ့เนาะဒီလိုပုံစံဖြစ်ပါတယ်တော်တော်ကိုလှပါเนาะတော်တော်လှပါတယ်ဒါမျိုးထည့်ကရပါမယ်ဒါက2,400ပါဒါဆိုလို့ရှိရင်လည်း cotton linen ပေါ့เนาะ cotton linen ထည့်ကပေါ့เนาะဒါလည်းတစ်မျိုးရပါမယ်เนาะပြီးလို့ရှိရင်ဒါလေး cotton linen ပေါ့နော်ဒါလေး2,400ထိကရပါမယ်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာနော် slim cutting ပေါ့နော်သူကလည်းအသားအေးပါတယ်နော်တော်တော်အေးပါတယ် Tommy Hilfiger ဆိုပြီးတော့ဒီမှာနော် logo နဲ့ပါပါတယ်ဖြစ်ပါတယ်သူကတော့ slim cutting ပေါ့နော် slim cutting ထိကရပါမယ်ပြီးလို့ရှိရင်
ဒါဆိုလို့ရှိရင်လည်းဒီပေါ့နော် regular fee ပေါ့နော် regular fee တွေကဒါလည်းထည့်ရပါမယ်သူကလည်းဒီလို logo ပေါ့နော်ကျွန်တော်ဖြန့်ပြလိုက်ပါမယ်ဒီလိုပုံစံပေါ့နော်ဒီလိုပုံစံဖြစ်ပါတယ် regular cutting ပေါ့နော် regular cutting ဖြစ်ပါတယ်ဒီမှာ design ပေါ့နော် heel figure ဆိုပြီးတော့ပါပါတယ်နော် design ကလှပါတယ်နော်ဒါလေးရပါမယ်နော်တစ်ထည့်ဒါက regular fee last side တွေကပေါ့နော်ဒါလေးရပါမယ်ဟိုရအပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ page CB ကျွန်တော်တို့ဒီ Viber ကနေပြီးတော့ design ပေါ့နော်မှာရအပ်လေးရပါတယ်ဒါလည်းnothing လေးတောင်းပါဒါဆိုလို့ရှိရင် 2x regular fee ပေါ့နော်ဒါလည်းထည့်ရပါမယ်ပြီးလို့ရှိရင်ဒီလို Tommy jeans တွေကလည်းပေါ့နော်ဒါထည့်ရပါမယ် small size ပေါ့နော်သူက small size ဖြစ်ပါတယ် Tommy jeans ဖြစ်ပါတယ်နော်ဒါလည်းထည့်ရပါမယ်ပြီးလို့ရှိရင်ဒီမှာနော် Tommy jeans တွေကပေါ့နော်နက်ပြအစိုးလေးပေါ့နော်ဒါလေး small size တွေကထည့်ရပါမယ်ဒီလို logo ပါတာပေါ့နော်ပြီးလို့ရှိရင် regular cutting တွေကပေါ့နော် regular cutting တွေကဒီလိုအဖြူရောင်ထဲမှာပေါ့နော်ဒီမှာ design ဖြစ်ပါတယ် Tommy Hilfiger ဆိုပြီးတော့ပေါ့နော်တော်တော်လှပါတယ်ဒါလည်းထည့်ရပါမယ်နော်ပြီးလို့ရှိရင်ခုနပြလိုက်တော့ပေါ့နော်ဒီမှာ cotton linen တွေက last side ပေါ့နော် last side ရပါမယ် last side တွေကရပါမယ်နော်တော်တော်ကိုလှပါတယ်ဒီမှာနော် Tommy Hilfiger ဖြစ်ပါတယ်လုံးဝဒီမှာနော်တော်တော်ကိုတက်ရဲပေါ့နော် design ကတော့လုံးဝ special minded logo အတင်တာပေါ့နော်ဒါဆိုလို့ရှိရင် classic ဆင်ပါရဲ့တော်တော်ပြီးလို့ရှိရင်ဒါ Tommy Hilfiger ထဲပေါ့နော် Tommy Hilfiger ထဲကဆိုလို့ရှိရင်ဒီပါနော်ဒါက last side ထဲရပါမယ်နော်တော်တော်လှရတယ်ဒီအောင်ပဲနော်တော်တော်ကိုလှပါတယ်ပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်လေပေါ့နော် Tommy Hilfiger ထဲကပေါ့နော်ဒီမှာperformance ပေါ့နော်သူက small size ပါသူကဒီကားပေါ့နော်ကားနဲ့ပေါ့နော်ဒီမှာကျွန်တော်ပြပြလိုက်ပါမယ်ဒါကတော့ဒီမှာနော်ဒီလိုပုံစံပေါ့နော်သူကတော့ Tommy နဲ့ collaborate လုပ်ထားဖြစ်ပါတယ် Formula 1 team ဆိုပြီးတော့နော် Cadillac ဒီလိုကားနဲ့ပေါ့နော်တစ်ထည့်ပဲရှိပါတယ်ဒါလည်းnothing 4000ပေါ့နော်nothing 4000ဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါကတော့ classic fit ပေါ့နော် classic fit ဖြစ်ပါတယ် Tommy Hilfiger ထဲပေါ့နော်ဒီပါ small size ပေါ့နော် small size ဖြစ်ပါတယ်ဒါလည်းထည့်ရပါမယ်ဒါဆိုလို့ရှိရင် logo ကတော့တော်တော်ကိုလှပါတယ်နော်လုံးဝ special minded တွေကပေါ့နော်ကျွန်တော်အနည်းကလည်းပြပြလိုက်ပါမယ်ဒီမှာနော်ကဲဝေးအပ်ပြီဆိုလို့ရှိရင်ကျွန်တော် page CB ကျွန်တော် Viber ကတစ်ဆင့်ပေါ့နော်။ဘာရအပ်ပြီလို့ရသလိုဆိုင်ကိုလည်းချင်းပြီးပေါ့နော်။ကျွန်တော်စီကိုလာကြည့်လို့ရပါတယ်။ကြီးစုအများကြီးတင်ပါတယ်။